မင်္ဂလာပါ illustration by me channel ကနေကြိုဆိုပါရစေဘလောက်ပဲပြင်းဖို့ကောင်းမလုံးမဖြစ်လို့ရတဲ့ drawing လေ့ကျင့်ခန်းတွေကိုလေ့ကျင့်ဖို့အတွက်အချိန်ရောက်ပါပြီဟုတ်ပါတယ်ဒီနေ့ကအချိန်လဲအရင်ပေးစရာမလိုဘဲနဲ့9မိနစ်စာ basic drawing exercise တွေကိုကျွန်တော်နဲ့အတူတူလေ့ကျင့်ကြပါမယ်ဒါကအပိုင်းနှစ်ဖြစ်ပါတယ်ပထမဗီဒီယိုမှာတုန်းက line လေ့ကျင့်ခန်းတွေပြီးသွားပြီဆိုတော့အခု line တွေကနေပြီးတော့ object form လေးတွေကို perspective တွေပါလေ့ကျင့်ဖြစ်သွားအောင်ဆွဲပါမယ်ဆွဲရတာနည်းနည်းတော့ခက်တယ်ဆိုပေမဲ့ဆွဲပါများသွားရင်အဆင်ပြေသွားပါလိမ့်မယ်အခုပထမဆုံးလေ့ကျင့်ခန်းက shape တစ်ခုကိုဆွဲတယ်ပြီးတော့နောက်ထပ်ပုံတူ shape တစ်ခုနဲ့ line တွေကိုဆက်တာပဲဖြစ်ပါတယ်ကိုယ်စိတ်ကြိုက် shape တွေကိုဆွဲနိုင်ပါတယ်နောက်ထပ်တစ်ခုက box လေးတွေကိုထပ်ထားတဲ့ပုံစံဘေးနားမှာစီထားတဲ့ပုံစံလေးတွေကိုလေ့ကျင့်ပါမယ်ဒါမှအရာဝတ္ထုတွေရဲ့အမြင်မတူတဲ့ပုံစံတွေကိုစဉ်းစားတတ်တဲ့အလေးကျင့်ဖြစ်သွားမှာပါကျွန်တော်အတိုင်းလိုက်ဆွဲလို့ရတယ်လို့ online မှာလည်း box stat ဆိုပြီးရှာပြီးတော့အဲ့ box ပုံစံတွေကိုဆွဲရင်းနဲ့လေ့ကျင့်လို့လည်းရပါတယ်ကိုကြိုက်တဲ့လိုမျိုးလေ့ကျင့်ကြပါဒီလေ့ကျင့်ခန်းတွေကဘာတွေတိုးတက်သွားမှလဲလို့အခုချိန်မှာများများဆဆပြောလို့မရပေမဲ့နောက်ပိုင်း drawing လုပ်တဲ့အချိန်ကျရင်ဒီလေ့ကျင့်ခန်းတွေကြောင့်အကျိုးကျေးဇူးရှိလာမှာဖြစ်ပါတယ်ကျွန်တော်ဆိုရင်လေပုံတစ်ပုံဆွဲနိုင်ပြီဆိုပေမဲ့ဒီ basic drawing တွေကိုပြစ်ပယ်လို့မရသေးဘူးဗျကိုယ်တိုင်ဒီထက်ပိုပြီးတော့စနစ်ကျဖို့လိုနေသေးတယ်ဒါကြောင့်လေခင်ဗျားတို့နဲ့အတူတူလေ့ကျင့်တာဖြစ်ပါတယ်မတက်တစ်ခေါက်လေးပါအခုလေ့ကျင့်ခန်းကလည်းပထမ box ပုံစံနေနဲ့တူပါတယ်သူကတော့ cylinder ပုံစံလေးတွေလေ့ကျင့်ရမှာပါတစ်ခုနဲ့တစ်ခုဆက်နေတဲ့မွေးလိုပုံစံမျိုးလေးဆွဲရမှာဖြစ်ပါတယ်ဆက်နေတဲ့ပုံစံတွေကိုဝေးသွားတဲ့ပုံစံနီးသွားတဲ့ပုံစံအဲ့လိုမျိုးလေ့ကျင့်နိုင်ရင်ပိုပြီးတော့ကောင်းပါတယ်ကျွန်တော်ပုံမှာတော့ဆက်နေတဲ့ပုံစံလေးတွေအဝေးအနီးလေးကတော့နည်းနည်းလေးပဲပါတယ်ပေါ့နော်နောက်ပြီးစလင်ဒါလေးတစ်ခုနဲ့တစ်ခု box လိုမျိုးထပ်ပြီးတော့ထားတဲ့ပုံစံလေးတွေဆွဲထားပါတယ်ဒီစလင်ဒါပုံစံကဒီ4000ကနေလာတာပေါ့နော်ဒီလို4000လေးကလာတာပါကျွန်တော်နမူနာဆွဲပြထားပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့4000ကနည်းနည်းတော့ရွဲနေပြီးခံပြီးတော့ကြည့်ပေးပါနောက်တစ်ခုကကျွန်တော်တို့အဆင်ပြေတဲ့ shape တစ်ခုဆွဲလိုက်တယ်သူ့ရဲ့ခလဲမှာ center line တစ်ခုပေးပြီးတော့ကျွန်တော်တို့ကအရာဝတ္ထုပုံစံပေါ်သွားအောင်လေ့ကျင့်ရမှာဖြစ်ပါတယ်ဒါကိုအလေးချင်းလုပ်ခြင်းအပြင်ကျွန်တော်တို့ကအရာဝတ္ထုတစ်ခုရဲ့အသွင်အပြင်နေရှိတ်တွေကိုအရင်ထက်ပိုပြီးတော့မြင်လာမှာဖြစ်ပါတယ်အခုနောက်ဆုံးလေ့ကျင့်ခန်းကဆွဲရတာနည်းနည်းလေးတော့ခက်မှထင်တယ်ဒါပေမဲ့ဆွဲရတာလွယ်အောင်လို့ကျွန်တော်လိုပဲ4000 box လေးတွေအရင်ဆွဲပြီးတော့မှလေ့ကျင့်ကြပါဒါကိုအပိုင်းတက်မှာတော့ကျွန်တော်တို့ဆွဲတော့ဆွဲခဲ့ဘူးလေအဲ့တုန်းကတော့4000လေးတွေပဲဆွဲခဲ့တာနော်အခုက4000ဆိုရင်လဲဒူးတယ်လေးဖြစ်သွားအောင်အဝိုင်းဆိုရင်လဲဒူးတယ်လေးဖြစ်အောင်ဆွဲရမှာပါအဲ့ရဲ့ဒူးတယ်လေးတွေကိုဝေးသွားပြီဆိုရင်ဝေးသွားတာတို့ပါတို့အဲ့လိုမျိုးပေါ့နော် perspective လေးပါအောင်ဆွဲရမှာပါဆွဲရတာအခက်တွေ့နေရင်လေစူးစမ်းပြီးတော့ဖြည်းဖြည်းချင်းဆွဲကြပါဗျာဒါမှလည်းအလေးအကျင့်လေးတစ်ခုရသွားမှာပါကျွန်တော်တို့ရဲ့5မိနစ်စာလေ့ကျင့်ခန်းဗီဒီယိုကတော့ဒီလောက်ပါပဲဒီလေ့ကျင့်ခန်းတွေကြောင့်ပုံဆွဲတဲ့အခါမှာပုံစံအသွင်ပြင် perspective တွေကိုလွယ်လွယ်ကူကူမြင်နိုင်ဖို့အတွက်အထောက်အကူဖြစ်မှာပါအဆုံးထိကြည့်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ပုံဆွဲတဲ့ဗီဒီယိုတွေလေ့ကျင့်ခန်းဗီဒီယိုတွေနဲ့အတူပြန်တွေ့ကြပါမယ်အားလုံးပဲ bye bye